လောကမှာသစ္စာဟာအစွမ်းတကူအမတ္တမထက်တယ်လူတွေကသစ္စာဆိုတာအမတ္တမနေကြတကယ်ကိုယ့်အကိုသစ္စာဆုံးပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်မယုံရင်တော့လောက်ချင်ပါနော်တခါတည်းနဲ့တော့ရချင်မှရမှာဟောဘာဖြစ်လို့လဲဆိုသစ္စာစကားဆိုတာမှန်ကန်မှုလဲလိုအပ်တယ်မှန်ကန်ကန်လဲဆိုရမယ်စိတ်စွမ်းအားတွေအားလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်အဲ့ဒီမှာသစ္စာဆိုပုံဆိုနည်းကသစ္စာဆိုတာမှန်တာကိုပြောတာကိုယ့်ဘာကိုယ်လည်းသစ္စာဆိုလို့ရတယ်ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုယရဏတို့ကနေယူပြီးတော့နတ်ခဲမှာသစ္စာဆိုနိုင်အောင်လို့ဒီခါရလေးတွေဒီမှာထည့်သွင်းထားဒါမနဲ့ဘိုးတော်အိယာကထလာလို့ရှိရင်လောက်ရမယ့်အလုပ်ကလေးတွေပဲနော်အလုပ်သွားပြီအခုလုပ်ကန်းကင်တာတွေလုပ်ပြီဆိုလို့ရှိရင်အခုလိုသစ္စာလေးဆိုဖို့သစ္စာဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်မှာအကုန်ပါကြည့်နေယံကိစီဝိတံဣဒဝါပုရံဝါတက္ကေတုဝါယံရတနံပဏိတံနာနောတမံအဋ္ဌိတထာဂတိနဣရမိဗုဒ္ဓေရတနံပဏိတံဣတိနသစ္စေနသောတိဟောတုဣဒံပိဓမ္မေရတနံပဏိတံဣတိနသစ္စေနသောတိဟောတုဣဒံပိသံဃေရတနံပဏိတံဣတိနသစ္စေနသောတိဟောတုဘုရားတရားသံဃာနဲ့ပတ်သက်ပြီးသစ္စာဆိုပုံလေးကိုကြည့်ဗမာလိုအဓိပ္ပာယ်ကလည်းရှင်းရှင်းပဲယံကိစိဝိတံဣဒဝါပုရံတက္ကေတုဝါယံရတနံပဏိတံဒီလိုဆိုလို့အဲ့တော့ယံကိစိဝိတံလောကမှာနှစ်သက်စရာကောင်းလာတဲ့ပစ္စည်းဥစ္စာဒီလူပြေမှာရှိတဲ့ဟာရောတခြားလောကမှာရှိတဲ့အရာတွေရောနော်နတ်ပြည်တွေမှာရှိတဲ့အရာတွေရောလောကမှာယရနာတွေဟာကဘာမှာရှိယံကိစိရှိသမျှယရနာတွေအားလုံးအနှစ်သာရယရနာတွေအားလုံးနာနောတမံအဋ္ဌိတထာဂတိနမြတ်စွာဘုရားဆိုတဲ့ယရနာနဲ့တူတဲ့ယရနာလောကမှာမရှိပါဘူးလူတွေပိုင်ဆိုင်ကြတဲ့စိတ်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ငွေပဲဖြစ်ဖြစ်နော်ကြောက်တံပရမများတွေပဲဖြစ်ဖြစ်အဲ့ဒီယရနာတွေမြောက်များစွာရှိတယ်ကဘာမှာရှိတဲ့ဒီယရနာတွေရဲ့တန်ဖိုးဟာမြတ်စွာဘုရားတည်းဟူသောယရနာကိုမပြီးပါဘူးလို့ဒီလိုဆိုတာအဲ့ဒါဟာမှန်ကန်သောစကားတစ်ခုဖြစ်တယ်။နာနောတမံအဋ္ဌိတထာဂတိဣဒံပိဗုဒ္ဓေရတနံလောကမှာရှိတဲ့ယရနာတွေထက်ပိုပြီးတော့ထူးမြတ်တဲ့ယရနာနှစ်သက်စရာကောင်းတဲ့